လွန်လို့နေမှာမျောနေမှာပေါ့အဝေးမှာစိတ်ပူတိုင်းဖျားစင်ရှည်နာတာအတွက်အမြင်ရှိတဲ့အမေပါအဖေဟာသက်ရှိဖျားအနန္တခံဝင်လူသားအဖေကြမ်းမှာပါစေသာအဖေဆုံးမတကားတွေကိုယ်တိုင်ကြုံမသိလားအိုင်မီအမြဲပေးတဲ့လူပါဘဝရဲ့ပဲကိုင်းရှင်အဖေပါရေးကြည့်ဆုံးအရာဝမ်းနဲ့လွယ်ပြီးမွေးဖွားခဲ့တာအမေရဲ့ပါတို့တို့တိုက်ကျွေးရရပိုက်ထွေးလာအမေရင်ငွေနွေးနွေးလေးကနွေးထွေးနေသေးပါအမေလို့ပေါ်တန်လေးများကြရင်အမေရဲ့မှာဒီနူဝမ်းသာအပြုံးနဲ့လာဖွေကျွေးခဲ့တာကြမ်းတမ်းတဲ့အဖေရဲ့လက်တစုံပါအခုတော့တုံးကြီးနေပြီလားဆရာဟိုပေမဲ့လဲအဖေဒီခေါ်တဲ့လေးကြားရင်အဖေအပြုံးလေးတွေလာပန်းနုပြိုနေစေတရားယနေ့တို့သိဝကနှလုံးသားနဲ့ချီရတာအဖေပါအမေဟာတက်ရှိဖျားအနန္တခံဝင်လူသားအမေကြမ်းမှာပါစေသာအမေတယောက်လွန်